Finance and Accounting Professional ဘာသာရပ်တွေကိုတင်ကြားပေးနေတဲ့ NLA က2026ခုနှစ်ထဲမှာပဲနှစ်30မြောက်ပလဲရတူကိုရောက်ရှိခဲ့တာပဲဖြစ်ပါတယ်။ NLA ရဲ့နှစ်30မြောက်ပလဲရတူရောက်ရှိတဲ့အထိမ်းအမှတ်အနေနဲ့ရန်ကုန် Lotte Hotel မှာပြုလုပ်ခဲ့တဲ့ Awarding Ceremony အခမ်းအနားမှာတော့2025ခုနှစ် March လကနေ2026ခုနှစ် ဖေဖော်ဝါရီလအတွင်း NLA ကနေ ACUK ပတ်တူ6ဘာသာစလုံးပြီးဆုံးအောင်မြင်ပြီး ACUK ကပေးအပ်ချီးမြှင့်တဲ့ Advanced Diploma in Accounting and Business ရရှိခဲ့ကြတဲ့ကျောင်းသူကျောင်းသားပေါင်း96ဦးကိုဂုဏ်ပြုခဲ့ပါတယ်ရှင်။ ACUK ပတ်တူဒီပလိုမာရရှိခဲ့ကြတဲ့ကျောင်းသူကျောင်းသားတွေအနေနဲ့ investment ဖန်ကြီးတွေနဲ့ before audit ဖန်ကြီးတွေမှာ professional တွေအဖြစ်ဝင်ရောက်လုပ်ကိုင်မှုလမ်းစာတွေပွင့်သွားသလို ACUK ရဲ့အမြင့်ဆုံး level ဖြစ်တဲ့ strategic professional level ကိုလည်းဆက်လက်တက်ရောက်နိုင်တော့မှာပဲဖြစ်ပါတယ်ရှင်။ ACUK ပတ်တူ6ဘာသာစလုံးကိုအချိန်တိုတွင်းပြီးဆုံးအောင်မြင်မှုအတွက်ကျမတို့ NLA မှာစစ်စစ်မပြတ်ဖွင့်လှစ်ပေးနေတဲ့တန်ခွဲသစ်တွေကိုလာပြီးတက်ရောက်ကြဖို့အားလုံးကိုဖိတ်ခေါ်ရပါတယ်ရှင်။ တောက်ပါတဲ့လမ်းတွေနေဆောင်နေတူ